င်ဖိန်ရေခဲကြောင်းကလေလုံးဝရေခဲတက်တာမလို့နော်လုံးဝမီးမလို့နော်သိလားအရန်လုံနေရလဲလွယ်အဲ့တော့ရေခဲတက်တာမလို့မီးမလို့ပဲနဲ့ခဲတာဖြစ်တဲ့ကြောင့်လို့မီးပြည့်တဲ့ရာသီမှာလည်းရောင်းစားလို့ရတဲ့နေရာမှာပါတယ်ကျောင်းဈေးတွေမှာရောင်းကျင်တဲ့သူတွေအတွက်အဓိကအရန်ကိုအဆင်ပြေတယ်အဲ့တော့ကိုယ့်နဲ့ကိုလောက်ရောင်းကျင်တဲ့သူတွေကတော့ဒီချယ်တို့စီမှာကုန်ကျန်းနေတစ်ဆက်စာဝယ်လို့ရပါတယ်သေးစိတ်သိကျင်နေဆိုရင်ပေးရဲ့ Messenger မှာသေးစိတ်လာရစုံစမ်းလို့ရပါတယ်နောက်မှ39999334လေးခွင့်ရ Fiber မှာလည်းသေးစိတ်လာရစုံစမ်းလို့ရပါတယ်ရှင်ကဲအခုလိုဒီမှာစားပြမယ့်စီစဉ်ဖြစ်ပါတယ်ရှင်ဒီမှာတော့ blueberry ရတာလေးစားမယ်ပေါ့နော်ကလေးတွေမလို့ကျမတို့တော်တော်ကြိုက်တယ်နော်တကယ်စားကောင်းပါတယ်အင်းထုတ်တော့ဟိုလိုဂျယ်လီမမာကြီးတွေမဟုတ်စားကောင်းတယ်